ရေးပေါ်လေမင်းသူ့ကိုတွေ့နေပါလေ You can see him if you are urgent. သူကနေမင်းစောစောသာတွေ့နေပါလေ You can come earlier if he is free. သူရှိရင်တော့မင်း9နာရီမှသူ့ကိုတွေ့နေပါလေ You can see him at night if he is in. သူကအစဉ်ပြေတော့9:30အဲ့ဒါကိုမင်းချင်းရပါတယ် You can make it 9:30 if it is convenient for him. ဒီစုံတရားပြပွဲရင်တော့အချိန်ခဏချင်းဆိုရရနိုင်ပါတယ် You can have an appointment if somebody cancels. အရေးကြီးရင်တော့မင်းအခုပဲသူ့ကိုတွေ့နိုင်ပါတယ် You can see him now if it is important. ဒီပေါ်လေမင်းတို့တွေ့နိုင်ပါလေ You can see him if you are သူ urgent. အားလေမင်းတို့ဆက်လက်နေပါလေ You can come earlier if he is free. သူရှိရင်တော့မင်းကိုနိုင်မသူ့ကိုလည်းတွေ့နိုင်ပါလေ You can see him at night if he is in. သူတော့ပြင်ခင်ဗျာသူ9:30လာတွေ့နေဆက်နေပါလေ You can make it 9:30 if it is တ convenient ကယ် for ပြ you တော်တရားပြကိုရင်ခင်ဗျာသူ့ကိုခင်ဗျာတော့ဆက်နေပါလေ You can have an appointment if somebody cancels ပြင်တော့ခင်ဗျာတော့အရေးကြီးနေခင်ဗျာသူ့ကိုတော့တင်နိုင်ပါလေ You can see him now if it is important အရေးပေါ်လေမြေတူတွေ့နိုင်တယ် You can see him now if you are urgent. သူအားမြေတူခေါ်လာတွေ့လိုက် You can call earlier if he is free. သူရှိရင်တော့မေ9နိုင်မှာသူ့တင် You can see him now at night in သူ့တက်အဆင်ပြေတော့မင်း9:30အဲ့ဒါရှိနေပြီ You can make it 9:30 in convenient in for ဒီလိုကြောက်ကလည်းခင်ဗျာသူ့ကိုရင်းနေပါလေ You can have an appointment if somebody cancel. မင်းရပေါ်နေတယ်မင်းသူ့ကိုချင်းလို့လည်းပါလေ You can see him now if it is important.